အတိတ်ပဲမရှိတာပဲအရင်ကသူ့သမီးကကြက်မင်ကိုဆင်းရဲတယ်ဆိုပြီးအရင်ပြစ်သွားတာလေအခုမှခြံထဲအထိလာပြီးပြဿနာရှာရဲသေးတယ်သူအဲ့ဒီလိုလာရမ်းကားနေတာကိုဒီအတိုင်းပဲလွတ်ထားတော့မလို့လားသူ့ကိုဂယုမဆိုင်ပါနဲ့အော်လို့မောပြီးအားကုန်သွားရင်သူ့ဘာသာသူပြန်သွားပါလိမ့်မယ်လအနေငယ်ကြာပြီးနောက်မှာတော့ခြံထဲကစက်ပစ်သီးတွေစတင်မဲ့လာပါပြီအရွယ်စားလိုက်ခြင်းနဲ့ခွဲထည့်ကြပါအကောင်းစားနဲ့တာမန်သီးတွေကိုခွဲထားလိုက်ဈေးနှုန်းကမတူဘူးလေကောင်းပါပြီဝူတူထေးခင်များရဲ့စက်ပစ်သီးတွေကတကယ်ကိုအသားကောင်းတာပဲကျွန်တော်အကုန်ယူမယ်တပိတာဘယ်လောက်လဲအကောင်းစားကတပေါင်ကို80တာမန်က90ပါဈေးတော့မစစ်ပါနဲ့အများကြီးယူရင်တော့ရှော့ပေးပါမယ်ဈေးကတော့တင့်တော်ပါတယ်ကျွန်တော်တို့အများကြီးယူမယ်အကောင်းစားပေါင်1000နဲ့တာမန်ပေါင်800ယူမယ်ပစ္စည်းတင်ဖို့လူတွေခေါ်လိုက်ဦးဝူတူထေးအခုတင်စက်ပစ်သီးပေါင်1000ကျော်ရောင်းလိုက်ရလို့ပိုက်ဆံ1000ကျော်ရလာပါပြီတေချာတင်ထားလိုက်ရွာသားတွေကိုလှုပ်အားခရှင်းပေးဖို့သုံးရမယ်ဝူတူထေးကျွန်တော်တို့လှုပ်အားခရပြီဆိုတော့ပြန်တော့မယ်ဗျာကျန်တဲ့စက်ပစ်သီးတွေကိုတော့နင်းနေချန်ပြီးစားကြမယ်တချို့ကိုတော့စက်ပစ်6လုပ်မယ်နောက်မှတခြားကုန်တီတွေနဲ့ဆက်သွယ်ရမယ်ဟုတ်ကဲ့မနှက်ဖြန်ကျွန်တော်စီစဉ်လိုက်ပါမယ်တောင်းပန်ပါတယ်ဗျာရပါတယ်ဘာမှမဖြစ်ပါဘူးနေဦးမင်းကကိုရင်မဟုတ်လားဟုတ်ပါတယ်ရှင်ကဝူချက်မင်လားမတွေ့တာကြပြီနော်ငါပါဒီမှာစုံမယ်လို့မထင်ထားဘူးမင်းကဒီမှာတူနာပြုတ်လုပ်နေတာလားအင်းကြောင်ပြီးကလေးကဒီမှာပဲအလုပ်ဝင်နေတာရှင်ကကောဘာလို့စေးုံရောက်နေတာလဲအမေစေးုံတက်နေရလို့လာကြည့်တာပါဘယ်ခန်းမှာလဲခဏနေရင်ကျမသွားကြည့်ပေးမယ်လေအခန်း300နှစ်ပါအာနာစရာကြီးမနာပါနဲ့ကျမဆေးပန်းသွားလဲပြီးရင်လာခဲ့မယ်အန်တီနေကောင်းလားဟင်ကျမကဝူချက်မင်ရဲ့သူငယ်ချင်းပါအန်တီကိုလာကြည့်တာပါအေးကွယ်ကျေးဇူးပါပဲထိုင်ပါဦးအန်တီနားယူပါစေလဲမှန်တော့တော့မကြခင်နေကောင်းသွားမှာပါရင်ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်ညကြရင်ငါထမင်းကျွေးပါရစေကောင်းပါပြီဒါပေမဲ့အများကြီးတော့အကုန်မခံပါနဲ့မြို့ရဲကအစိုးရပိုင်းတတိစီတပူးဆက်ယုံကအခုပြတ်တော့မဲ့အခြေအနေရောက်နေပြီအဲ့ဒါကိုငါဝယ်ပြီးငါတို့ခြံကစက်ပစ်သီးတွေနဲ့စက်ပစ်ရည်တို့စက်ပစ်ဖြော်ရည်တို့ထုတ်ဖို့စဉ်းစားထားတယ်အဲ့ဒါဆိုအမျက်လဲနှစ်ဆက်ရမယ်တူလောင်မဲ့ပြဿနာလဲပြေလည်သွားမယ်လေမူတူထေးအဲ့ဒီအကြံကတကယ်ကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ခြံကတည်ယူပို့ဆောင်ရေးကထရက်တာနဲ့လုံနေရတာလေစက်ယုံပါဝယ်လိုက်ရင်ပစ္စည်းကပိုများလာမှာဆိုတော့တည်ယူပို့ဆောင်ရေးဘက်ကိုအရင်ကြိုတင်ပြင်ဆင်ရမယ်မင်းတည်ယူပို့ဆောင်ရေးဘက်ကိုအရင်ကြည့်ထားလိုက်ငါမနဲ့ဖြန်မြို့ရဲသွားပြီးစက်ယုံဝယ်ဖို့ကိစ္စသွားပြောမယ်ရန်ပုံငွေကိုတော့ငါပဲရှာလိုက်မယ်ဝူချက်မင်းကတော့ရီမန်းချက်မသေးဘူးပဲအစိုးရစီတပူးစက်ယုံကိုတောင်မျက်စိကျနေတယ်ပေါ့သူထေးကြောက်ဒါကစီးပွားရေးလောကမှာတရားမျှတစွာရှင်ပြန်ညာပဲလေကျွန်တော်စက်ယုံဝယ်တာခင်များနဲ့ပါဆိုင်လို့လဲငါနဲ့ဘာမဆိုင်ရမှာလဲဒီဝင်းကျင်10မိုင်တွင်းကတည်ယူပို့ဆောင်ရေးအကုန်လုံးကငါလက်ထဲမှာရှိတာမင်းအဲ့ဒီစက်ယုံကိုဝယ်လိုက်ရင်စက်ပစ်တီးတယ်တာဖြစ်ကုံချောတယ်တာဖြစ်ငါ့ကိုကြော်ပြီးဘယ်လိုလုပ်မလဲကျွန်တော်ဘာသာကျွန်တော်တည်ယူပို့ဆောင်ရေးလုပ်နိုင်ပါတယ်သူထေးကြောက်ကိုအလုံးမရှုပ်စေချင်တော့ဘူးမင်းကတော့တကယ့်ကိုမိုးနေမြေမသိတဲ့ကောင်ပဲအမှန်တိုင်းပြောရရင်အဲ့ဒီစက်ယုံကိုငါယူမှာမင်းလုံးဝမထိနဲ့ပြီးတော့မင်းချန်ကစက်ပစ်တီးတွေကိုငါစီဈေးပေါ်နဲ့ရောင်းရမယ်မဟုတ်ရင်မင်းချန်ကိုစက်ဖွင့်နိုင်မယ်မထင်နဲ့သူထေးကြောက်စက်ယုံကိုကျွန်တော်မဖြစ်မနေဝယ်ရမှာဖြစ်တယ်လို့စက်ပစ်တီးကိုလည်းဈေးပေါ်နဲ့မရောင်းနိုင်ပါဘူးကောင်းပြီလေမင်းကငါ့ကိုညင်းရဲတယ်ပေါ့မင်းဘယ်လောက်စွမ်းလဲဆိုတာငါကြည့်ရသေးတာပေါ့မင်းကိုနောက်ဆုံးအခွင့်ရေးပေးမယ်စက်ယုံဝယ်တာကိုလက်လျှော့မလားမဟုတ်ရင်တော့မင်းမှရှိတာမှန်သမျှအကုန်ဆုံးရှုံးရလိမ့်မယ်ကျွန်တော်မသဘောတူနိုင်ပါဘူးဒါကျွန်တော်အိမ်ပါအခုထွက်သွားပေးပါမသွားရင်တော့လူပိုင်နဲ့ကျူးလွန်မှုနဲ့တိုင်ရလိမ့်မယ်သူ့ရဲ့ထရက်တာကိုသွားဖြက်စီးလိုက်စမ်းနောက်ဆိုသူ့စက်ပစ်တီးတစ်လုံးတောင်အပြင်ကိုတဲလို့မရစေနဲ့သူဘယ်လောက်ထိတောက်ခံနိုင်မလဲကြည့်ရသေးတာပေါ့တော်ကြစမ်းတာဝူတူထေးရဲ့ထရက်တာလေးမင်းတို့ဖြက်ရဲလားဝူချက်မင်ကအကောင်းပြောရကိုမနားထောင်လို့ဒါကကိုဖုံးကသူ့ကိုပေးတဲ့သင်ခန်းစာပဲဝူတူထေးသူတို့တော်လွန်လာပြီးထရက်တာကိုဖျက်ဆီးရဲ့အပြင်နောက်ဆိုစက်ပစ်တီးတွေတဲလို့မရအောင်လုပ်မယ်လို့ပြောသွားတယ်ဗျကြောက်ဖုံးမင်းကငါလန်းကိုပိတ်ရဲတယ်ပေါ့အဲ့ဒီအတွက်မင်းပြန်ပေးဆက်ရလိမ့်မယ်စက်ယုံကိုတော့ငါမရရအောင်ဝယ်မှာပဲအခုတော့စက်ယုံကိုအမြန်ဆုံးလက်ဝယ်ရအောင်လုပ်ရမယ်ဝူတူထေးတာပေမဲ့ကျွန်တော်တို့လက်ထဲမှာရှိတဲ့ပိုက်ဆံကမလောက်ဘူးလေအချိန်တို့အတွင်းမှာဒီလောက်များတဲ့ပိုက်ဆံကိုဘယ်ကသွားရှာမလဲပိုက်ဆံကိစ္စကိုငါဘာသာစီစဉ်လိုက်မယ်မင်းကတော့ခြံကိုပဲတေချာဆောင်ထားနောက်ထပ်ဘာပြဿနာမှမတက်စေနဲ့ဘိုးဝါတွေကရွှေချောင်းတွေပဲခြံထားခဲ့တာမဟုတ်ဘူးဒီလိုရှေးဟောင်းပစ္စည်းတွေနဲ့စာပန်းချီကားတွေကိုပါဝတ်ထားခဲ့တာပဲဒါတွေကိုပါရောင်းပြီးပိုက်ဆံရှာရမယ်ကြက်မင်ဒီတစ်ခေါက်ပစ္စည်းတွေကလည်းအရန်ကောင်းတာပဲဒါပေမဲ့အရေးအတွက်ကအရန်များနေတယ်ငါဆိုင်လေးကအများဆုံး8သိန်းပိုးရဲ့ယူနိုင်မယ်အဲ့ဒီထက်ပိုရင်တော့ငါမှမတက်နိုင်တော့ဘူး8သိန်းကမလောက်ဘူးပြကျွန်တော်အနည်းဆုံး1တန်းခွဲလိုတာသူထေးဝေခင်များကမြို့ပေါ်မှာလူသိများတယ်ဆိုတော့ဒီပစ္စည်းအလုံးကိုတခါတည်းယူနိုင်မဲ့နေရာမျိုးသိရင်ကူညီပေးပါဦးငါပေါင်ဆိုင်ကြီးတစ်ခုရဲ့ပိုင်ရှင်ကိုသိတယ်သူကတော့ဒီလောက်ပစ္စည်းတွေကိုယူနိုင်မှာပါဈေးလဲမှန်ပါတယ်ဒါကအပေါင်ဆိုင်လိ